ရှာနေခက်ရဲ့အခြေအနေသိချင်လို့ပါလူနာရန်နေခက်ကတွဲထွက်လိုနေလို့သွေးအမြန်သွေးမှရပါမယ်သူ့သွေးကရှားပါ RH နူသွေးမှုရှာရခက်နေပါတယ်ဒီနေ့မှသွေးမသွင်းနိုင်တော့လူနာအသက်မရှင်နိုင်တော့ပါဘူးကျမသွေးက RH နူသွေးပါကျမသွေးလိုချင်ပါတယ်ကောင်းပြီလေတောင်းပန်ပါတယ်ဖြစ်ခဲ့သမျှအရာအားလုံးအတွက်အမှန်ကိုပြန်ပြင်ဆင်ပါမယ်ဒီတစ်ခေါက်တော့မမကညီမလေးကိုကာကွယ်ပေးပါမယ်